သွားကြိုက်လို့တဖုံးရောင်လို့စေခန်းသွားရမှာကြောက်နေလားကော်ဖီတောက်လို့သွားဝါပြီးခတွင်းထန်ဆိုးထွက်နေပြီလားဒီပြဿနာအကုန်လုံးကိုအိမ်မာနေဖြေရှင်းပေးနိုင်မယ်ရေခဲတက်တာတွေကတဘာဝသွားလိုက်တန်လေးတွေအကြောင်းကိုဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိဆက်ကြည့်ပါဖို့ဖိတ်ခေါ်လိုက်ပါရနော်သွားတိုက်ဖို့ပြင်းနေရင်သူကတင်းရဲ့အခမဲ့အိမ်ပေါ်ပါပဲသွားကြတဲ့ကအညစ်အကြေးတွေကိုတမျက်စီးလဲသလိုရှင်းပေးတယ်ရုံဖို့ခက်နေလားပန်းသီးကိုကိုက်စားလိုက်တဲ့အခါခတွင်းထဲမှာတတွေးတွေအများကြီးထွက်လာအောင်သူကလှုံ့ဆော်ပေးတယ်ဒီတတွေးတွေကသွားပိုးစားစေတဲ့ဘက်ထရီယာတွေကိုရေးဆေးချလိုက်တာပါပန်းသီးရဲ့ကြမ်းတမ်းတဲ့အသားကသွားကြီးတွေကိုဖျားပေးတဲ့တဘာဝ brush လေးတစ်ခုလိုပါပဲဒါအပြင်တဖုံးတွေကိုနှိမ့်နေပါလို့သွေးလက်ပတ်မှုကိုပိုးကောင်းစေပါတယ်ခဏလေးရက်ကြည့်လိုက်ရအောင်သွားကြတဲ့ပုံးနေတဲ့ပိုးမွားတွေပန်းသီးနဲ့ထိတဲ့အချိန်မှာဘလို့တောင်ပြာရာခတ်သွားလဲဆိုတာသေချာလေးမြင်တွေ့ရမှာပါပန်းသီးထဲမှာပါဝင်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကတင်းရဲ့သွားတွေကိုခိုင်မာစေပြီးတဖုံးရောင်ရမ်းခြင်းတွေကိုလည်းတိတိတသာလျော့ကျစေနိုင်ပါတယ်ကော်ဖီတို့အချိုရည်တို့တောက်ပြီးရင်ခတွင်းထဲမှာအဆစ်ဓာတ်တွေများလာတယ်။ပန်းသီးကအဲ့ဒီအဆစ်ဓာတ်တွေကိုခြေဖြတ်ပေးပြီးသွားကြွလွာကိုအကောင်းဆုံးကာကွယ်ပေးထားပါတယ်။လူတော်ထဲမှာစကားပြောရတာခတွင်းနှံကြောင့်ကိုယုံကြည်မှုပျောက်ဆုံးနေပြီလား။စိတ်မပူပါနဲ့။ပန်းသီးကအနံ့ဆိုးဖြစ်စေတဲ့ပိုးမွားတွေကိုရှင်းလင်းပေးပါတယ်။အခုပဲရေခဲတက်တာတွေကတဘာဝသွားတိုက်တန်လေးကိုနေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့်ကျန်းမာလာပါတဲ့အပြုံးပိုင်ရှင်လေးဖြစ်လာအောင်ကြိုးစားလိုက်ပါနော်။ကော်ဖီကြောင့်သွားဝါနေတာလား။တင်မသိသေးတဲ့ချိုးဝက်ချက်လေးတစ်ခုကျွန်တော်စီမှာရှိတယ်။ကျွန်တော်အသားထဲမှာတဘာဝ malic acid ဆိုတဲ့ဓာတ်တစ်မျိုးကြွယ်ဝစွာပါဝင်ပါတယ်။ဒီဓာတ်လေးကသွားကြွေလွှာပေါ်မှာကပ်နေတဲ့ကော်ဖီဂျိုးတွေကိုဖြည်းဖြည်းချင်းဖြိုခွဲပေးနိုင်တယ်ဓာတုဆေးတွေလို့မဟုတ်ပဲတဘာဝအတိုင်းအလုပ်လုပ်တာမို့သွားကျင်တာမျိုးလည်းမဖြစ်စေပါဘူးတစ်ပတ်ကို2ကြိမ်လောက်စတော်ဘယ်ရီကိုဝါးစားပေးုံနဲ့သွားလေးတွေပိုဖြူလာစေဖို့ကူညီပေးနိုင်ပါတယ်။ဒါပေမဲ့ဒါမလုပ်ထားရင်တတိထားပါ။တတိမှပါတဲ့တကြားဓာတ်ကသွားကိုပြန်ပြီးဒုက္ခပေးနိုင်ပါတယ်။ဒါကြောင့်စားပြီးတာနဲ့ရေလေးတငုံလောက်တော့ချက်ချင်းပလုတ်ချင်းပေးဖို့မမေ့ပါနဲ့နော်။ကျွန်တော်ကအစွန်းအထင်ပဲဖြစ်တာပါ။သွားကြတဲ့ကချေးတွေကိုတိုက်ထုတ်ချင်ရင်တော့ဟိုအသီးကိုသာမေးကြည့်လိုက်သွားတိုက်တိုင်းတဖုံးသွေးထွက်နေလားတကတော့ပြိုကျနေတဲ့နေရန်ကိုပြန်လဲပြုတ်ပြင်ပေးမဲ့ပြန်စရာပါပဲအရန်ကိုအံ့ဩစရာကောင်းတယ်နော်မာလကာသီးထဲမှာလိမ္မော်သီးထက်ဗီတာမင်စီဓာတ်လေးစာပိုပါဝင်တယ်ဒီဓာတ်တွေကသွေးကြောလေးတွေကိုပုံမခိုင်မာအားကောင်းလာစေပြီးသွေးထွက်တာကိုရပ်တန့်စေတာပါတဖုံးဆိုတာတင့်ရက်သွားတွေကိုခိုင်ခိုင်မြဲမြဲဖမ်းဆုပ်ထားတဲ့အရာပါမာလကာသီးကဗလက်မြေလိုမျိုးပျက်စီးနေတဲ့တဖုံးတရှူးတွေကိုအမြန်ဆုံးပြန်လဲတိဆောက်ပေးတယ်ကဲအနီးကထပ်ပြီးကြည့်လိုက်ရအောင်အမြင့်ထဲကိုတိုးဝင်ကျင်နေတဲ့ပိုးမွားတွေကိုမာလကာသီးအနက်ကတန်မဏိဒိုင်းကာကြီးတစ်ခုလိုမျိုးပိတ်ဆို့တားဆီးလိုက်တာတွေ့ရမယ်တဖုံးတွေရောင်ရမ်းပြီးနာကျင်နေရင်သူ့မှာပါဝင်တဲ့သဘာဝဓာတ်တွေကပူလောင်မှုတွေကိုအေးမြစေပြီးကျန်းမာတဲ့ပန်းရောင်တဖုံးလေးအဖြစ်ပြန်လဲပြောင်းလာပေးနိုင်စွမ်းရှိမာလကာသီးကိုဝါးစားတဲ့အခါမှာသွားချေးကြောက်တွေကိုဖယ်ရှားပေးသလိုမေယိုးကြွက်သားတွေကိုပါလေ့ကျင့်ပြီးသွားနဲ့ခတွင်းတစ်ခုလုံးကိုပုံမှုတန်ဆွမ်းလာအောင်ကူညီပေးတယ်။အသီးတွေမကပဲအရွက်ကလည်းအထူးဆေးစွမ်းထက်တာသိပါသလား။မာလကာရွက်ကိုရေနွေးချမ်းလို့တောက်ရင်ခတွင်းနဲ့ဆိုးနဲ့ပိုးမွားတွေကိုအထီးရောက်ဆုံးရှင်းလင်းပေးနိုင်ပါတယ်။ဒါကြောင့်တဖုံးသွေးထွက်မှာကိုထပ်ပြီးတော့စိတ်ပူစရာမလိုတော့ဘူးဒီအသီးလေးကိုပုံမှန်စားပေးပြီးခိုင်ငန့်လက်ပတဲ့အပြုံးပိုင်ရှင်အဖြစ်ယုံကြည်မှုအပြည့်နဲ့နေထိုင်လိုက်ပါတင်ခတွင်းကိုဘယ်အသီးတွေကာကွယ်ပေးလဲသိသွားပြီမို့နေ့စဉ်စားဖို့မမေ့ပါနဲ့နော်နောက်ထပ်ကျမ်းမာရေးတွေအတွက် Shift Up ကို Subscribe လုပ်ထားပါ